နိုင်ငံမှာရှိတဲ့လူတိုင်းအားလုံးဟာပြည်တော်စုစိတ်ဓာတ်နဲ့ညီညီညွတ်ညွတ်နေနိုင်ဖို့ကြိုးစားမယ်။ကျွန်တော်ဗမာလိုပဲပြောတတ်တော့ဗမာလိုပြောတာကိုပဲလေတောင်းပါပါနဲ့။ဘုရားပြည်လေနော်။ဘုရားလက်ခုကမ်းတိုက်လေလာကမှတဲ့တော့နော်မတော်တော့ကိုတော့ပန်
ကျွန်တော်နိုင်ငံမှာတချို့တွေကချမ်းသာပြီးတော့တချို့တွေကဆင်းရဲနေတယ်ဆိုတာအဲ့ဒါမဖြစ်သင့်ပါဘူးကျွန်တော်နိုင်ငံလုံးလုံးခြုံနေနိုင်စေချင်ပါဘူးဒါလည်းဆိုလို့ရှိရင်ဝိစုံမျိုးတွေ့ရတာအကြမ်းမှသိချတာဒီလိုအမျိုးမျိုးရှိတော့အမျိုးလေးတွေပို့ပြီးတော့ကျွန်တော်တို့ပြေးသွားတယ်ဒီမှာသိကြည့်ပါကျွန်တော်အားလုံးဟာလူတွေဆိုတော့ခါလေလဲမှားရတာပဲရေးကြည့်တာတော့အမှားတွေရှိခဲ့လို့ရှင်ဒီအမှားတွေကိုပြင်ရဲတဲ့ပတ်ရှိရပါလိမ့်မယ်ကျွန်တော်ဒီနိုင်ငံမှာကဘာတီတွေအတူနေသွားတာအမြဲနိုင်ငံသူနိုင်ငံသားတွေပါဟုတ်ပါဘူးအောက်လိုအမှန်တည်းကိုယ်တိုင်ကြီးပဲအဲ့ဒီဘာလို့ဒီအောင်ပါပါလဲပါလေပါအောက်လိုဆိုတာဒီဝီးထဲမှာပုံခါပြီးတော့လာပြီးတော့ပြောဆိုတာဒီမိသားစုကိုပြတာဆိုတော့အတားကိုပြတာမဲ့ဒီမိုကရေစီဒေါ်အောင်ဆန်းစုကြည်မင်းကြိုင်တော်မာယာ